Hello Yuki ပဲဖြစ်ပါ Yuki ကဒီတို့ထော်ဝါလေးတွေခေါ်ပြမယ်အခုကရောလို့ခေါ်ရဟုတ်ပါဘူးမပြပါမယောင်ဆောင်ထော်ဝါပါနော် Rainbow ထော်ဝါပါဒီဘက်နေမတက်ချင်လေ စပင်ပါ ဒီမှာတရားနေတဲ့ စပင်ရှိလားတင် ငါစပင်ရထည့်ရတယ်ဒါပေမဲ့ငါထော်ဝါခေါင်းတိုင်းစပင်ရတစ်ခုမှမပေါ်လာ ထဲလိုက် တက်ခါပဲဘလို့ထည့်ရမှာငါထည့်ထားတယ်လေစပင်ကဟိုစပင် ဗီဒီယိုဘယ်လိုပြော စပင်စီးထားတာ နင်းတော့ပြောခါ is that သင်ဆက် is that ရိုက်ချလိုက်ပါ Play Store မှာအာ သင်ဆက် စပင်ကထည့်ရတယ်နော်ထော်ဝါခေါင်းတိုင်းစပင်က inside မပါလောက် is that ဆက် နဲ့စပယ်ဟာပြုတ်ကြနေတယ်ဟာဒီဟာပဲခုံရတော့လားစပင်ကထည့်ထားရနော်ဟိုဗာလေစပင်စီးရဲ့ဟာလေစပင်စီးထားတဲ့ဟာတစ်ခုထည့်ထားတယ်စပင်ကဘာဖြစ်လို့ဒီယူကီထော်ဝါခေါင်းတိုင်းမှာစပင်ရမပါလာဘူးကတုံးပဲဖြစ်နေဟဲ့ငါ့ကိုပါချတယ်ဟာပြုတ်ကြသွားပြီ ပေါ့ဗီဒီယိုဟာရ ဟုတ်တယ်အဲ့ဒါပဲ ကောမရဲ့ဗီဒီယိုဖွင့်နေရတာ ဟုတ်တယ်ဆိုတယ်ငါခဏလေး ကျွေးလေး အိုးတက်ချ ကျွေးလေးကျွေးလေး ယူကီက အိုးမင်းနာ ဗီဒီယိုခေါင်းတိုင်းမှာစပင်ရမပါလာဘူးเนาะကရုံးမဟုတ်ပါဘူးလို့စပင်ပါတယ်စကင်ကကြာစပင်ထဲတာအဲ့ဒါချီမတဲ့ပင်မလားတဲဆွချစ်ဒီခုနကဒီနားမှာပဲယောက်ကြသွား Okay. Just got it. စကင်ကစပင်ပါတယ်။ဟောတာပါလို့ပို့လေ။စကင်ကစပင်ပါတယ်နော်။တော့ကြာနေမှာပါမှာစလို့ပါပါတယ်လို့ကြာတော့လေရတယ်။ ပြီးတာပဲသွားတာဟုတ်ပဲဆက်သွားဖုန်းနဲ့တိပြချာနာနာနှမျိုးစာကြီးကိုငါစော့ထားတဲ့ဟာတွေကအလကားပဲဆိုရွှေနေပူရင်ပူခဲ့ရတယ်ကတုံးနဲ့ငါကြည့်လို့မရတော့ခုံချလိုက်ကြမယ်ကဲတော့ဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုတင်ဆက်မရှိလို့ဒီဗီဒီယိုပဲတင်လိုက်ပါတယ်ရှင် bye bye ပြီးမှ Alice နဲ့ဆောင်းမယ်